အားလုံးပဲမင်္ဂလာပါရှင်တီတာကိုအစဉ်မြဲကြည့်အားပေးနေကြတဲ့ရွှေချစ်သူမိတ်ဆွေအပေါင်းနေ့ရက်တိုင်းပါစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးအဆဆရရပြီးနဲ့ခက်သိမ်းကိရှင်ပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရရှင်ဒီနေ့ဆွေးနွေးရရှိနေတဲ့ဆိုင်လေးကတော့တီယာရွှေဆိုင်ခွဲတွေကဆိုင်ခွဲအမှတ်1ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်တီယာရွှေဆိုင်ခွဲအမှတ်1လေးရဆိုလို့ရှိရင်တော့တင်ငယ်ကျွန်းမျိုးနဲ့၄တောင်ကလမ်းမကြီးစံမြဈေးနီးမှာရှိတဲ့သုံးထပ်တိုက်အဆောက်အဦကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာဘယ်လိုမျိုးဒီဇိုင်းသစ်ဆန်းတွေနဲ့မိတ်ဆက်ပေးမလဲဆိုတာဆွေးနွေးတဲ့တူလိုက်ကြည့်ပေးကြပါဦးရှင်။ဒီမှာပါတရားရွှေဆိုင်မှာကြိုဆိုပါတယ်။ဆိုင်နဲ့ဝင်လိုက်တာလူချင်းကြားလေးပဲเนาะဟုတ်ပါတယ်ဟုတ်ဒီဆွဲကလေဆွဲဒီဒီဇိုင်းတစ်ရောက်တယ်ဆိုလားကြည်တာဟောဒီဇိုင်းတစ်လေးမှာလေးရှိတယ်ကွာလေးချက်လည်းနီးလာပြီဆိုတော့လေစက်ဒီဒီဇိုင်းတစ်လေးလည်းရောက်မှချင်တာအားကြောင့်ဆိုပြပေးရောเนาะဒီဇိုင်းတစ်လေးဟုတ်ကဲ့ပြပေးပါမယ်ဒီမှာလေးဒီဇိုင်းတစ်လေးပြပေးပါမယ်လေးဆိုတော့တို့ဆိုင်ဒီဇိုင်းတစ်လေးတွေပါရှင်မိုက်တယ်ပန်းပွင့်လေးတွေရောစပက်စစ်လေးတွေနဲ့ရောချစ်စရာအတင်းပါဆိုပေါ့နော်အဲ့တော့ကလေးဒီမှာကြီးလိုက်တာနဲ့လေးဒီဇိုင်းလေးကိုအရင်သဘောကျနေတာအော်ဒါကတော့မီရိုအတွက်ပေါ့နော်ဒါကတော့ဖြစ်တို့အတွက်ပေါ့ဒါမီရိုအတွက်ဒါစမြက်လေးတို့အတွက်ဟိုဒါလေးကကြတော့ရွှေတင်ဘလော့ကနေစပြီးတော့ရှိနေမှာဒါလေးဆိုရင်တော်တော်လေးဆိုလို့ရှိရင်လှတယ်ချစ်စရာလေးသူကမင်းကတော့ပန်းပွင့်ပြီးလေလှတယ်ဒီမှာလေးသူကကြလေဆွဲကြို့မှာအတူနဲ့လည်းဆွဲလို့ရတယ်အရှင်နဲ့လည်းဆွဲလို့ရတယ်ခင်းနဲ့အညီဝှေ့လို့ရတယ်တိုက်နဲ့ဆွဲကြိုးနဲ့ဆွဲလို့ရပါတော့တစ်ချက်လိုမျိုးလေးဆွဲလို့ရတယ်အတူရှည်လို့လေးမျိုးဆွဲလို့ရပါဒါလေးဆိုရင်တော့သူကတစ်ချက်သုံးမဲ့တင်လေးအတင်လေးနဲ့သူကကြအတင်ဆုံးလာတယ်ဒီမှာလေးတစ်ချက်တင်လေးလာတယ်နှစ်ချက်တင်လေးလာတယ်ဒါကတော့တစ်ချက်သုံးမဲ့တင်လေးပါရှင်ဒါပန်းပွင့်ဒီဇိုင်းလေးပေါ့နော်ပန်းပွင့်ဒီဇိုင်းလေးပါရှင်ဒါကကြတော့မမတို့ရဲ့ကိုပိုင်လက်ပရိတ်နဲ့ထုတ်လုပ်ထားတဲ့ဒီဇိုင်းလေးပါရှင်ဆွဲတီးလေးအော်သွားကြတော့သွားရပါဒါပန်းပွင့်လေးဒါပန်းပွင့်ဒါတော့စပက်စစ်လေးဒါမင်းကတော့တီးလေးပါရှင်ဒါလေးလဲလာတယ်ညီမလေးဒါကတော့သူကနှစ်ချက်တက်မှတ်ပေါ့နော်စပက်စစ်လေးပုံရည်လေးတွေလောက်ထားအရင်ကျွားတယ်ကတ်လိုက်တယ်လေဒီလိုမျိုးရှင်ဘက်မှာကတ်လိုက်တယ်လေတော်တော်ထားတယ်ညီမလေးဆိုပိုလာပါလေညီမလေးဆိုပိုလာပါသွားလိုက်တော့မယ်ဒီသွားလိုက်တော့ဟောဒါလေးကသူ့ရဲ့ site သေးလေးနော်ဒါကတော့ site သေးလေးဒါအောင်မှဒါ site သေးလေးလည်းထုတ်ထားတယ်သူကကျတော့3မှတ်တင်လေးဒါဆိုလို့ရှိရင်ညီမလေးရဲ့3မှတ်အောင်မှသူတစ်ချက်လည်းရတယ်တစ်ချက်ခွဲလည်းရတယ်နှစ်ချက်လည်းရတယ်အတင်းဆုံးရတယ်ညီမလေးဟာဒါလေးဆိုလို့ရှိရင်တော့သူကမိုးဆက်ခီးဘတ်ဆွဲသီးလေးပေါ့ဒီဘက်တွင်းမှာထွက်ရှိလာတဲ့ဒီဇိုင်းတွေလည်းအရင်ရောက်ရတယ်သတင်းကျွမ်းနားလေးလာတဲ့ခါကြတော့လေဒါလေးဆိုလို့ရှိရင်ဟာမမေတို့တော်တော်လုံးနဲ့လိုက်ပါပေါ့နော်ဒါလေးဆိုအဟန်တက်တယ်နဲ့လိုက်ပါကြိုက်လေးကြိုက်ကြမှာဒါလေးကိုမှရွှေရောလောက်ရှိနေရင်ဒါလေးဆိုရင်တော့ညီမလေးသူကအဟန်လေးတစ်ချက်တော့အဟန်တော့ထင်ရတယ်ဟုတ်တစ်ချက်မဟုတ်လားတစ်ချက်တော့မဟုတ်ဘူးသူက14ပဲသားလေးတစ်ချက်အောက်ရော့တော်ရော့သေးတယ်14ပဲသားလေးတော့မှာရနော်လက်ရမချစ်စရာလေးလက်ရလေးလက်ရလေးထားတယ်လက်ရလေးသူကတည်တက်တယ်ပြီးတော့လို့ရှိရင်ညီမလေးရဲ့ခင်းတဲ့ညီဆိုတော့အရွယ်3မျိုးလုံးဝစ်လို့ရတယ်ဒါလေးတော့ကြီးရောလူလက်ရောဝစ်လို့ရတယ်တချို့ကျတော့ကြီးကြီးကြွားလေးနဲ့အဟန်ချစ်ချီလေးဝစ်ချင်တော့အဲ့ဒါလေးရပို့ကြတယ်နော်ဒါလေးတော့လာတယ်ချက်တော့မပြေဘဲနဲ့ပေါ့နော်တစ်ချက်ထည့်လေးဝစ်ရမှာသူကဒါလေးကကြတော့တို့ဒီသတင်းကျွနေလာပြီဆိုတော့မေတို့ကတော့ဆိုတော့ပဲเนาะဒါလေးဆိုလို့ရှင်တော့သူကလာချက်ပက်လဲဆွဲသီးလေးပေါ့သူကကြတော့သတင်းကျွဆိုတော့ဒီလူကြီးတွေကိုကြောတာကြတော့အရင်ဆင်ပြေပါတယ်ညီမလေးဟိုမှာဒါလေးဆိုလို့ရှင်ရွှေရင်ဘလော့ကဆာရှိရလဲမှာရွှေတင်ချိုကြီးညီမလေးဒါလေးတော့မတို့3မှတ်သားကြော်ရမယ်နော်ဟုတ်လားဟုတ်ညီမလေး3မှတ်သားနဲ့ဒီတစ်ချက်တလောက်ချင်တယ်เนาะချက်ကလေးတောင်ဆိုရှိရ3မှတ်သားကိုလေးတော်တော်ကြည့်ရမှာကြည့်လိုက်ဒါကြောင့်ညီမလေးရဲ့မိုင်းတို့ရဲ့ကိုပိုင်သတင်းကနေထုတ်လုပ်ထားတဲ့ဒီဇိုင်းလေးဆိုတော့လေကိုလိုချင်တဲ့အချိန်နဲ့လည်းအတင်ဆုံးရပါတယ်ညီမလေးလူချင်းတဲ့ပုံစံလေးလုပ်လို့ရပါတယ်။ဒါကဒါကိုလေတစ်ချက်သားလောက်ချင်တာဒါလေးဆိုရင်လည်းညီမလေးရဲ့သူကကြတော့မိကတော့ဆွဲတီးတော့မဟုတ်ဘူးဒါလေးကျတော့တစ်ခက်ပန်းပွင့်တီးလေးသူကတချို့တွဲလောင်းလေးဒါလေးတော့ပိုက်ချောင်းလေးတွေလည်းမကြိုက်ပဲနဲ့ဒီလိုပန်းပွင့်လေးကနုံလေးတွေနဲ့ဝတ်စင်နေကြတော့
သူတို့ကြိုက်လေးတွေပေါ့အရန်လာတယ်ဒါလေးကြတော့လေ ဆရာလေးနော်ဒါ ဆရာလေးကဟုတ် ပြောလဲအချို့ကြပန်းပွင့်လေးကိုမှလုံးဝလူငယ်စင်စံလေးနဲ့ဆွဲချင် ဒီ တဲ့ မဲ့ ပိုင်း ဆက်ဆံ ဆို လေး နော် ဆွဲကြည့်လို့ရတယ် မျိုးလေးလည်းစင်ပြင်းလှလိုက်တာဒါကတော့ညောင်းကောင်းဆုံးဆွဲသီးလေးနေပေါ့နော် ရောင်းအကောင်းဆုံးဆွဲသီးလေးပါပဲညီမလေးဒီတစ်ပတ်တွင်းမှာပေါ့နော် အဲ့လိုရွှေရဘယ်လောက်ရှိလဲမမ ဒါလေးကရွှေတင်ရတာညီမလေးစလေးပဲသားလေးစလေးပဲသားလေးတချို့ဆိုဒီလိုတွဲလောင်းလေးတွေနဲ့ဆိုရင်တော့မှတစ်ချက်ကွဲတစ်ချက်တစ်မှတ်လောက်မှလာတာလေးဒါလေးဆိုရင်စလေးပဲသားလောက်နဲ့လာတယ် ဒါတော့အခုရောင်းကောင်းဆုံးဒီဇိုင်းတွေပေါ့ ရော နော် င်းအကောင်းဆုံးဒီဇိုင်းမာကြီးတို့စီမှာအခုလက်တလုံးတွင်းမှာဆိုလို့ရှိရင်ဒီဒီဇိုင်းလေးတွေအရင်ရောင်းပါတယ် မမဒီဆွဲသီးလေးတွေကရောဒီဟာရွှေဆိုင်ခွဲမှာရောရှိလာရင် ရှိတာပေါ့ညီမလေးရဲ့မာကြီးတို့တီတာစီဆိုင်သုံးဆိုင်လုံးမှာဝယ်အားပေးလို့ရပါတယ်ညီမလေး ဒါအဲ့ဆိုလို့ရှိရင်ကိုယ်နဲ့နေဆိုင်ရာဆိုင်မှာပေးဆိုင်ပဲဖြစ်ဝယ်လို့ရတာပေါ့ တော့ နော် တာပေါ့ညီမလေးမမတို့ကကြတော့ဥပမာဒီဒီဇိုင်းဆိုလို့ရှိရင်နေ့တိုင်းထုတ်တယ်ဒီလိုဒီဇိုင်းမျိုးတွေဆိုလို့ရှိရင်လေ ဒီဇိုင်းတွေပေါ့နော် ဝယ်အားပေးလို့ရပါတယ်ရှင် စီတီရပေါ့နော်နေရာဒီဇိုင်းတစ်တွေလည်းထွက်တော့ပေါ့နော် ဒီဇိုင်းတွေဒါဆွဲပြီးမှမဟုတ်ဘူးစမ်းဆိုင်တွေလည်းမမတို့စီမှာထုတ်နေတယ် မအချုပ်ကိုဆွဲတီဒီဇိုင်းလေးတွေနဲ့မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ကိုရဲ့ရွှေချစ်သူတွေကိုလည်းထပ်ပြီးတော့ဖိတ်ခေါ်ပေးပါအောင်ရှင် ဟုတ်အခုဆိုရင်ပေါ့နော်ညီမတို့တီတာစီဆိုင်မှာနေ့စဉ်ကိုပိုင်ပနေရနေထုတ်လို့တယ်ဒီဇိုင်းတစ်လေးတွေဖတ်ချနေတာမို့လို့ဆင်းရတဲ့မမတို့တွေလာရောက်ဝယ်ယူအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင် ဒီနေ့မှာတော့စမြက်ကတီတာရွှေဆိုင်ဆိုင်ခွဲအမှတ်1ပါရှိရဲဆွဲတီဒီဇိုင်းတစ်လေးနဲ့မိတ်ဆက်ပေးသွားရပဲဖြစ်ပါတယ်နောက်တစ်နေ့မှာလည်းဘယ်လိုမျိုးဒီဇိုင်းတစ်လေးနဲ့မိတ်ဆက်ပေးသွားမလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်ရှင်တီတာရဲ့ဝန်ဆောင်မှုလေးတွေနဲ့မိတ်ဆက်ပေးပြစေရှင်စပက်တို့တီတာရွှေဆိုင်မှာဆိုလို့ရှိရင်ကိုဝိုင်ဆက်ပင်လက်ပင်ရှိတဲ့အတွက်ကြောင့်စိတ်နဲ့ရွှေတွေအားလုံးကိုအယောသက်သာစွာဖြင့်လက်လိလက်ကရောင်းချပေးလျက်ရှိပါတယ်ဒါအပြင်တီတာရဲ့ရွှေရဲ့အသေးစားပြင်ဆင်မှုများကိုလည်းအခမဲ့ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်စိတ်နေဆိုလို့ရှိရင်လည်းစိတ်ကြိုက်တာလည်းရတတ်တဲ့အရှုံးရှိတဲ့အပြင်ပြန်လည်ရောင်းချလိုပါက 5% အရှုံးနဲ့သာရောင်းချပေးနေတာဖြစ်ပါတယ်ရှင်တီတာရွှေဆိုင်မှာဆိုလို့ရှိရင်အပြည့်ရွှေတွေကိုပေါင်းချမပါလဲဆိုင်ရွှေနဲ့လဲထက်လုပ်ပေးတဲ့အပြင်ပြန်လည်ရောင်းချလိုပါကလည်းအချိန်စောင့်ဆိုင်ကြမလို့ပဲငွေသားလက်ငင်းချက်ချင်းပေးပြီးတော့တီးတန့်ဝယ်ယူပေးရရှိပါတယ်ရှင်အားလုံးပဲတတာ